တင်ဘဝအတွက်ငွေအာနာထာဝရငယ်ရွယ်မှုဘယ်ရာကိုလိုချင်ဆုံးဖြစ်မလဲအဲ့ဒီဆန္ဒတွေအတွက်တည်ရဝိညာဉ်ဘဝတစ်ခုလုံးကိုပေးဆက်ရမယ်ဆိုရင်ရောဒီလိုကန့်လန့်မှုမျိုးကိုလက်ခံမှာလားလူသမိုင်းမှာနာမည်ကြီးဆုံးနဲ့အနက်ရှိုင်းဆုံးလှုပ်ဝက်ချက်တစ်ခုရှိပါတယ်။ဒါကတော့စေတန်နဲ့ပေးယူလုပ်တယ်ဆိုတဲ့ကိစ္စပါပဲ။ဒါလူပြောတဲ့တန်နာရီလားအမှန်တရားလားဆိုတာဒီနေ့အဲ့ဒီအကြောင်းအရာကိုအစားဆုံးဖော်ထုတ်သွားမှာဖြစ်ပါတယ်။စေတန်ဆိုတဲ့နာမည်ကိုလူတိုင်းကြားဦးကြမှာပါ။ဟီဘရူးဘာသာရရန်သူလို့အဓိပ္ပာယ်ရပါတယ်။ဂရိမှာတော့ devil လို့ခေါ်ပါတယ်။အဓိပ္ပာယ်ကအသေးဖြတ်သူပါတဲ့။စေတန်နဲ့ပေးယူကိစ္စတွေမပြောခင်မှာသူကဘယ်သူလဲဘယ်ကနေဖြစ်ပေါ်လာတာလဲဆိုတဲ့အကြောင်းအရာတွေကနေစရပါမယ်။စေတန်မူလကဘုရားသခင်ဖန်ဆင်းခဲ့တဲ့ကောင်းကင်တမန်တစ်ပါးဖြစ်ပါတယ်။သူ့နာမည်ကလူစီဖာမော်နင်းစတာပါ။လူစီဖာဆိုတာလက်တင်ဘာသာစကားပါ။အန်နာခင်းရဲ့ကျဲဒါမှမဟုတ်အလင်းတည်ဆောင်သူလို့အဓိပ္ပာယ်ရပါတယ်။လူစီဖာအင်မတန်ခံညားလောက်ပါတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတယ်။ဉာဏ်ပညာပြည့်ဝတယ်။တကောဩဇာလည်းကြီးပါတယ်။ဒီအချင်းတွေပိုင်ဆိုင်တာကြောင့်လူစီဖာမာနတွေတက်လာပြီးမာနတွေကြောင့်ပဲဖျားသခင်နဲ့တန်းတူဖြစ်ခြင်းနဲ့ဆန္ဒတွေပြင်းပြခဲ့ပါတယ်။ဒီလိုနဲ့ကောင်းကင်တမန်တချို့ကိုစီးယုံတယ်။ကောင်းကင်စစ်ပွဲဆင်နွှဲခဲ့ပြီးဖျားသခင်ကိုပုံကန်ခဲ့ပါတယ်။ဒါပေမဲ့ဒီပုံကန်မှုအမအောင်မြင်ခဲ့ပါဘူး။လူစီဖာနဲ့သူပေါင်းပါတွေကစစ်ပွဲမှာရှုံးနေခဲ့ပြီးကောင်းကင်ဘုံကနေငရဲစီကိုတွန်းချခံခဲ့ရပါတယ်။ငရဲဟာသူတို့ရဲ့ထာဝရနေရာဖြစ်လာခဲ့တယ်။သူနဲ့သူပုံကန်ခဲ့တဲ့ကောင်းကင်တမန်တွေလည်းဒီမန်နဆိုးတွေဖြစ်လာကြပါတယ်။အဲဒီချိန်ကစလို့လူစီဖာဆိုတာပျောက်ကွယ်သွားပြီးငရဲပြည်ရဲ့အုပ်ချုပ်သူစေတန်ဖြစ်လာခဲ့ပါတယ်။စေတန်ရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်။သူဟာဘုရားသခင်နဲ့ဘုရားသခင်ဖန်ဆင်းထားတဲ့အရာမှန်သမျှကိုဖျက်ဆီးခြင်းနေတာပါ။ဖျက်ဆီးခြင်းတွေထဲမှာဘုရားသခင်အနှစ်သက်ဆုံးဖန်ဆင်းထားတဲ့အရာဖြစ်တဲ့လူသားတွေကိုဖျက်ဆီးရတာအကြိုက်ဆုံးပါပဲ။ဒီရွယ်ချက်ကြောင့်ပဲလူတွေကိုတတ်မှတ်ဆရာတွေနဲ့မြှူဆွဲတယ်။အပေးတွေလုပ်ပါတယ်။စေတန်နဲ့ပေးယူလုပ်တယ်ဆိုတာသဘောတူညီချက်တစ်ခုချုပ်ဆိုတာပဲ။ကိုလိုချင်တဲ့အာနာစီးစိမ်ပညာအနုပညာစွမ်းရည်တစ်ခုခုကိုကိုယ့်ရဲ့ဝိညာဉ်စိုးနဲ့လဲလှယ်တာဖြစ်ပါတယ်။လူသားတွေဘက်ကရောဘာလို့လက်ခံတာလဲရှင်းပါတယ်။လူသားဖြစ်ပြီးလောဘရှိတာကိုမကောင်းမှန်းသိတယ်လောဘကိုမထိန်းနိုင်ဘူး။လူကျင်တာတွေရဖို့အတွက်ဘဝတစ်ခုလုံးနဲ့ရင်းနှီးရကြတယ်။စေတန်ရဲ့ရည်ရွယ်ချက်ကလူသားတွေရဲ့ဝိညာဉ်တွေကိုငရဲပစ္စည်းခေါ်ထားဖို့ပဲ။သူဟာဘုရားသခင်ကိုဒီနီးလန်းနဲ့ပြန်ပြီးစိန်ခေါ်နေတာပါ။ဒီဘေးကိစ္စကိုဘယ်လိုစတင်ကြတာလဲ။ပထမဆုံးဆင့်ကတော့စေတန်နဲ့ဆက်သွယ်ရဖို့ပါပဲ။စေတန်ကိုဘယ်လိုဆက်သွယ်ကြသလဲ။အဓိကအဖြစ်မန္တန်တွေရွတ်ဆိုတာအစီရင်တွေလောက်တာထူးဆန်းတဲ့သင်္ကေတတွေရေးဆွဲတာဒီနီးလန်းတွေနဲ့စေတန်ကဘာမျိုးကိုဆင့်ခေါ်ကြပါတယ်။တချို့စီရင်တွေအရန်ကိုစွမ်းပြင်းနေစေတန်နဲ့ဓာတ်ရိုက်ဆက်သွယ်ရနိုင်ပါတယ်။တချို့တွေကတော့ထိရောက်မှုနည်းတယ်။ဒီခါစေတန်ရဲ့ကိုယ်စလဲနန်ဆိုးတွေကကိုစားရောက်လာတတ်ပါတယ်။စေတန်ကိုယ်တိုင်နဲ့တွေ့ဆုံရင်တော့ပါဇက်နဲ့စာချုပ်ချုပ်ဆိုနိုင်ပါတယ်။နန်ဆိုးတွေနဲ့ဆိုရင်သူတို့ဖန်ဆင်းထားတဲ့စာချုပ်မှာသွေးနဲ့လက်မှတ်ထိုးရပါတယ်။အပေးယူအောင်မြင်သွားပြီဆိုရင်ကိုယ့်ရဲ့ကိုယ်ပေါ်မှာအမှတ်သားတစ်ခုခြံထားခဲ့လေးရှိတယ်လို့လည်းပြောကြပါတယ်။ကိုလိုချင်တာကိုတောင်းဆိုပြီးပြီဆိုရင်စေတန်ရဲ့အလှည့်ပေါ့။အဓိကတောင်းဆိုတာကတော့တည်ဆုံးတဲ့ခါကိုယ့်ရဲ့ဝိညာဉ်ဟာဘယ်ဘုံကိုမှမသွားရပဲငရဲပြည်မှာပဲနေရမယ်ဆိုတာကိုပဲတောင်းတတ်ပါတယ်။ဒါဟာအဓိကတောင်းဆိုချက်ပါ။တစ်ခါတလေမှာတော့ပထမဆုံးမွေးလာတဲ့ကလေးကိုပေးဆက်ခိုင်းတာဘုရားသခင်နဲ့ပတ်သက်တဲ့အရာတွေကိုဖျက်ဆီးခိုင်းတာကိုချစ်ရသူတွေကိုတတ်ဖြတ်ပြီးရစ်ပူစော်ခိုင်းတာဒီလိုမျိုးတောင်းဆိုမှုတွေရှိတတ်တယ်လို့လှုပ်အမတ်တန်းတွေမှာဖော်ပြထားပါတယ်။စေတန်နဲ့ပေးယူလုပ်ခဲ့တယ်လို့ဇလန်းတွေကများသောအားဖြင့်ဒန္နာဤဆန်းတဲ့ဇလန်းတွေပါဇက်ပြောပုံမြင်တွေနဲ့လက်စုပ်လက်ကင်မပြနိုင်တဲ့ဆွဆဲချက်တွေဖြစ်နေတတ်ပါတယ်။ဒီလိုဇလန်းတွေထဲမှာလူတွေဟာကြီးမားတဲ့စီးစိမ်ဥစ္စာအောင်မြင်မှုအတတ်ပညာဒါမှမဟုတ်ထူးခြားတဲ့စွမ်းရည်တွေရဖို့အတွက်သူတို့ရဲ့ဝိညာဉ်ကိုစေတန်ကိုရောင်းစားတယ်လို့ဆိုကြပါတယ်။ဒေါက်တာဖော့စတက်ရဲ့ဇလန်းဟာစေတန်နဲ့ပေးယူလုပ်တဲ့ပါဇက်ပြောပုံမြင်တွေထဲမှာအထင်ရှားဆုံးနဲ့ရှေးကြဆုံးဖြစ်ပါတယ်။ဂျိုဟန်ဖော့စတက်ဆိုတဲ့ဂျာမန်ပညာရှင်တဦးကိုအခြေခံထားတယ်လို့ယူဆရပါတယ်။သူဟာကန့်သက်မရှိတဲ့အသိပညာစွမ်းအားနဲ့
လောကစည်းစိမ်တွေရဖို့အတွက်သူ့ရဲ့ဝိညာဉ်ကို Mephistopheles ဆိုတဲ့နတ်ဆိုးတစ်ပါးစီကိုရောင်းချခဲ့တယ်လို့ဆိုပါတယ်။ဒီဇာတ်လမ်းကိုစာရေးဆရာများစွာကပြန်လည်ရေးသားခဲ့ကြပါတယ်။စေတန်နဲ့ပေးယူလုပ်တယ်လို့ဆွဆွဲခံရတဲ့သူတွေတန်တရားဝန်ခံရတဲ့လူတွေလည်းခေတ်ဆက်ဆက်မှာရှိနေပြန်ပါတယ်။ဒီထဲမှာမှနာမည်ကြီးပြီးလူသိများတဲ့ဇလန်းချုပ်ကိုပြောပြပေးခြင်းပါတယ်။600စုခန့်ကခရီးယန်ဂိုင်းကိုဘန္နာဇိုးတူဖြစ်တဲ့ Theophilus ကယာရုကနေထုတ်ပယ်ခံရပြီးတဲ့နောက်ယာရုပြန်ရဖို့အတွက်စေတန်ကိုသူ့ရဲ့ဝိညာဉ်ရောင်းချခဲ့တယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာသူဟာသူ့လုပ်ရက်ကိုနောင်တရပြီး Virgin Mary ရဲ့အကူအညီနဲ့စာချုပ်ကိုဖျက်ဆီးနိုင်ခဲ့တယ်တဲ့။ဒီဇလန်ဟာ Foster ဒန်နာရဲ့ရှေ့ပြေးပုံစံလို့လည်းယူဆရပါတယ်။ပြင်သစ်မြေပိုင်ရှင်ဂီတယ်ရီကတော့ကလေးတငယ်ပေါင်းများစွာကိုတပ်ဖြတ်မှုအတွက်အဖမ်းခံခဲ့ရပြီးစစ်ဆေးမေးမြန်းမှုအတွင်းမှာစေတန်ကိုခေါ်ယူပူဇော်ခဲ့ကြောင်းဝန်ခံခဲ့တယ်လို့လည်းဆိုပါတယ်ဒီကိစ္စတွေကစေတန်နဲ့ပေးယူလုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုလူတွေယုံကြည်မှုပို့ပြီးတော့တွန်းအားဖြစ်သွားစေခဲ့ပါတယ်18ရာစုမှာအာဗန်ဂရန်ဒီယေဆိုတဲ့ပြင်သစ်ဘုန်းကြီးတစ်ပါးကတော့စောင်းတက်ပညာကိုစေတန်နဲ့ပေးယူလုပ်တယ်ဆိုတဲ့ဆွဆွဲမှုကြောင့်မိရှို့တပ်ဖြတ်ခံခဲ့ရပါတယ်သူ့ရဲ့စစ်ဆေးမှုမှာတရားရုံးကစေတန်နဲ့တခြားနတ်ဆိုးတွေရဲ့ဒစိမ့်တုံးတွေပါဝင်တယ်လို့ယူဆရတဲ့စာချုပ်တစ်စောင်ကိုတပ်သေးဖြစ်တင်ပြခဲ့ပါတယ်။အဲဒီ18ရာစုမှာပဲခရစ်စတိုဟိုက်စဘန်ဆိုတဲ့ဘာဗေးရီးယားပကြီးစရာတူကစေတန်ရဲ့လောက်ငယ်သားဖြစ်ဖို့အတွက်သဘောတူညီချက်စာချုပ်2စောင်ကိုလက်မှတ်ရေးထိုးခဲ့တယ်လို့ထပ်မံဆွဆွဲခံရပြန်ပါတယ်။နာမည်ကျော်တရောပညာရှင်နဲ့တေးစရာဖြစ်တဲ့ဂျူဆက်ဒါတီနီကတော့သူ့ရဲ့နာမည်ကြီးတရောတန်စင်ဖြစ်တဲ့Dives Trail Sonata ကိုအိမ်မက်ထဲမှာစေတန်ကိုယ်တိုင်တရောထိုးပြတာကိုနားထောင်ပြီးရေးသားခဲ့ရတယ်လို့လည်းလူပြောများခဲ့ပါတယ်။နီဂလိုပါဂါနီနီဆိုတဲ့အီတလီတရောပညာရှင်ကိုလည်းသူ့ရဲ့ထူးခြားတဲ့တရောထိုးစွမ်းရည်ကြောင့်လူတွေကသူ့ကိုစေတန်နဲ့ပေးယူလှုပ်ထားတယ်လို့လည်းကောလာဟာလာပြောဆိုခဲ့ကြပါတယ်။1900ပြည့်နှစ်တွေက American Blues ဂီတပညာရှင်တူဖြစ်တဲ့ Robert Johnson ဟာဂီတပညာမှာရုပ်တရက်ထူးထူးခြားခြားကြီးတော်လာခဲ့တဲ့အတွက်စေတန်နဲ့တွေ့ဆုံပြီးဝိညာဉ်ကိုရောင်းချခဲ့တယ်လို့လူတချို့ကဆိုပါတယ်ဒီလိုဇလန်းတွေဟာဖြစ်မှန်ဆိုရတဲ့သမိုင်းတစ်လျှောက်မှာအောင်မြင်မှုလွန်ကဲသူတွေမတူညီတဲ့ပညာရပ်တွေကိုလေ့လာသူတွေဒါမှမဟုတ်ဘာသာရေးအရကွဲလဲသူတွေကိုဆွဆွဲဖို့နဲ့ဖိနှိပ်ဖို့အတွက်အသုံးပြုခဲ့တဲ့နည်းလမ်းတွေလို့ပြောရင်ပုံမှန်ပါလိမ့်မယ်ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲဒီနေ့ကြောင်းရာအသင်းအတွက်တွေးစရာတစ်ခုခြံထားခဲ့နိုင်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာဘယ်လိုမျိုးလိုအပ်စမ်းကြတဲ့အကြောင်းအရာတွေဆက်ပြောကြမလဲဆိုတာကိုစောင့်မျှော်ပေးကြပါအောင်ခင်ဗျာ